လှပတဲ့ဘိမ်ပန်းကင်းကြီးနဲ့တောင်တန်းများရဲ့အလှတရားပဲဖြစ်ပါတယ်ဒါကတော့ရှမ်းပြည်နယ်အောင်းပုံရွာမှာရှိတဲ့ဘိမ်ပန်းကင်းနဲ့ရှမ်းတောင်တန်းကြီးရဲ့အလှပဲဖြစ်ပါတယ်မြင်ရတဲ့အနေအထားဆွစ်ဇာလန်နိုင်ငံမှာရောက်သွားသလိုပဲခံစားရတဲ့အနေအထားပဲဖြစ်ပါတယ်ရာထူးရုအနေအထားလည်းအေးမြကြည်လင်ပြီးတော့မြန်မာနိုင်ငံကဒီလိုလှပတဲ့နေရာတွေကဆွစ်ဇာလန်နိုင်ငံနဲ့တင်စားရတဲ့အနေအထားလောက်ထိရှိတဲ့နေရာဒေသပဲဖြစ်ပါတယ်မြင်တွေ့ရတဲ့ဘိမ်ပန်းကြီးကလည်းအမျိုးတခွန်နဲ့လှပလို့ပဲနေပါတော့တယ်ဘုဒ္ဓရာအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်